အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ channel ကနေပြန်လည်ပြီးကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျွန်တော်ကဆိုင်ကယ်တွေကိုပြုပြင်ရတာဝါသနာပါတဲ့လူတွေအတွက်နဲ့ဒီနေ့ဆိုင်ကယ်တွေ workshop ဆိုင်တွေမှာအလုပ်လုပ်တဲ့လူတွေအတွက်ပေါ့နော်ဒီနေ့ဆိုင်ကယ်ပြုပြင်တဲ့ဟာတွေကိုကျွန်တော်တို့ဒီမြန်မာဘာသာနဲ့လေ့လာနိုင်တဲ့ software လေးကိုကျွန်တော်လာပြီးမျှဝေပေးတာဖြစ်ပါတယ်เนาะ okay ဒီ software လေးကတော့ကျွန်တော်တို့ဒီ Play Store ကနေ free download ဆွဲလို့ရတဲ့အပြင်ပေါ်မှာဒီမြန်မာဘာသာနဲ့ကျွန်တော်တို့ဒီစုံစုံလင်းလင်းဒီနေ့လေ့လာလို့ရတယ်ပေါ့နော်ဒီ software လေးထဲမှာဆိုရင်ဆိုင်ကယ်တစ်စီးလုံးကိုပေါ့နော် wire ring ကနေစပြီးတော့ကျွန်တော်တို့ဒီ brake စနစ်တွေပါတယ်အကုန်လုံးပေါ့နော်ကျွန်တော်တို့ဒီမြန်မာဘာသာနဲ့ပေါ့နော်ဒီအကောင့်တွေကိုကျွန်တော်တို့လေ့လာနိုင်တာပဲဖြစ်တယ်ပေါ့နော်โอเคဒါဆိုတော့ဒီ software လေးကိုကျွန်တော်တို့download ဆွဲမယ်ဆိုရင်ကျွန်တော်ဒီမှာတစ်ခုသတိပေးချင်တာပေါ့နော်ဒီမှာဆိုကျွန်တော်တို့ကြည့်ကြည့်လိုက်ပါနော်ဒီ software လေးမှာဒီဖုန်းထဲမှာကျွန်တော်တို့download ဆွဲပြီးတဲ့အခါကျရင် software ရဲ့နာမည်ကသူကလေCrusoe D ဆိုပြီးဆိုဒီသူပေါ်တယ်ပေါ့နော်ဒါပေမဲ့မိတ်ဆွေတို့က Play Store ထဲကိုဝင်ပြီးတော့ဒီ Crusoe D လို့သွားရိုက်ရှာလိုက်လို့ရှိရင်တော့ဒီပေါ်မှာမဟုတ်ဘူးเนาะဒီမှာကျွန်တော်ရှာပြမယ် CURSODE ပေါ့နော် Crusoe D machine ဆိုရိုက်ရှာလိုက်လို့ရှိရင်ဒါမျိုးကြီးတွေပေါ်လာမယ်เนาะโอเคဒါဆိုတော့ကျွန်တော်တို့တွေကအဲ့လိုမျိုးသွားရှာလို့မရဘူးဗျကျွန်တော်တို့တွေကဘယ်လိုမျိုးရိုက်ရှာရမလဲဆိုတော့ motorcycle repairing ဆိုပြီးဆိုကျွန်တော်တို့တွေရိုက်ရှာလိုက်မယ်ပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေကဒီမှာဆိုအပေါ်နည်းနည်းလေးဆွဲတင်လိုက်ရင်ဒီကောင်လေးကိုပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့တွေ့ပါမယ်နော်ဘာဖြစ်လဲဆိုတော့ဒီကျွန်တော်ဒီအရုပ်လေးကိုပဲကျွန်တော်တို့မှတ်ထားလိုက်လို့လည်းရတယ်နော်ဒီအရုပ်လေးကိုပေါ့နော်ဒီမှာဒီဆိုင်ကယ်အစိမ်းရောင်ပုံလေးရယ်ပြီးဆိုရင်ဒီခွားနှစ်လက်ကိုသူချက်ချခတ်ထားတဲ့ပုံလေးကိုပေါ့နော်ကျွန်တော်တို့မှတ်ထားလိုက်ပြီးသွားလို့ရှိရင်ဒီမှာနော်ဒီကောင်လေးကိုကျွန်တော်တို့download ဆွဲရမယ်ပေါ့နော်ဒီကောင်လေးကိုကျွန်တော်တို့download သွားဆွဲရမှာဖြစ်ပါတယ်เนาะဘာဖြစ်လဲဆိုတော့ဒီတခြားဒီ software တွေလည်းပေါ့နော်အများကြီးရှိတယ်ဒါပေမဲ့သူတို့တွေကကြတော့ဒီမြန်မာဘာသာမပါဘူးပေါ့နော်ဒါဆိုတော့ကျွန်တော်တို့တွေက download ဆွဲမယ်ဆွဲပြီးသွားလို့ရှိရင်ပေါ့နော်ဒီမှာဒီမှာနော် download ဆွဲလိုက်မယ်ကျွန်တော်ကတော့ download ဆွဲပြီးသားဖြစ်တဲ့အတွက် download မဆွဲပြတော့ဘူး okay အဲ့ဒါဆိုတော့ကျွန်တော်တို့ဒီ software တွေကိုတစ်ချက်တောင်းဝင်ကြည့်လိုက်အောင်ပေါ့နော်ဒါဆိုတော့ဒီမှာဒီကျွန်တော်တို့ software ထဲဝင်လိုက်မယ် software ထဲဝင်ရင်တော့ဒီ software ထဲဝင်ရင်တော့လေသူကအင်္ဂလိပ်စာကြီးနဲ့အယူဆုံးပေါ်လာမယ်เนาะဒါဆိုရင်ကျွန်တော်ကတော့ဒါစမ်းသပ်အသုံးပြုထားတဲ့အတွက်မြန်မာစာနဲ့ဖြစ်နေတယ်ပေါ့เนาะဒါပေမဲ့ကျွန်တော်တို့တွေကအင်္ဂလိပ်စာနဲ့ပေါ်လာလို့ကျွန်တော်တို့တွေကဒီဘာသာစကားပြောင်းချင်တယ်ဆိုရင်ဒီကောင်လေးပေါ်ဆုံးထိဆွဲတင်လိုက်မယ်เนาะဆွဲတင်လိုက်လို့ရှိရင်ဒီမှာเนาะဒီအောက်မှာเนาะတွေ့လာမသိဘူးဒီအလံလေးရဲ့အောက်မှာပေါ့เนาะဒီမှာဒီဘာသာစကားပြောင်းတဲ့နေရာရှိတယ်ကျွန်တော်တို့တွေဝင်သွားလိုက်မယ်ဝင်သွားပြီလို့ရှိရင်ဒီမှာเนาะဒီကျွန်တော်တို့တွေဒီထိတ်ဆုံးကနေပြီးဆိုဒီလိုမျိုးတွေပေါ်လာမယ်ပေါ့နော်ပေါ်လာလို့ရှိရင်ကျွန်တော်တို့တွေနည်းနည်းဆွဲတင်ပြီးဆိုရင်မြန်မာကိုကျွန်တော်တို့တွေရိုက်ရှာလိုက်မယ်เนาะကျွန်တော်တို့တွေမြန်မာကိုရိုက်ရှာလိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့တွေမြန်မာ Burmese ဆိုတဲ့ကောင်လေးရှိတယ်ပေါ့နော်အဲ့ဒါကောင်လေးကိုကျွန်တော်တို့နှိပ်ပြီးပြောင်းလိုက်ရုံပဲပေါ့နော်ပြောင်းလိုက်လို့ရှိရင်ဒီမှာဆိုရင်ဒီကျွန်တော်တို့ software ထဲမှာဆို mechanic မိတ်ဆက်ပေါ့နော်ကျွန်တော်တို့ဝင်ပြီးဖတ်ကြည့်လိုက်မယ်โอเคဒီမှာเนาะဒါ motorcycle အရေးပါမှုတွေပါတယ်ပေါ့เนาะအများကြီးပဲပေါ့เนาะသူကကျွန်တော်တို့တွေကိုဒီမှာเนาะတော်တော်လေးကိုအဆင်ပြေပါတယ်เนาะသူကလေဒီအကုန်လုံးကိုလေသူကတိတ်တိတ်ချာချာရှင်းပြထားတဲ့ cycle ဘိန်းကြီးဘိန်းသေးတွေမှာเนาะအများကြီးပဲပေါ့เนาะဒါโอเคပြီးသွားလို့ရှိရင်ကျွန်တော်တို့တွေကဒီ engine နဲ့လောင်စာစီအကြောင်းကိုကျွန်တော်တို့တွေဝင်ပြီးလေ့လာကြည့်လိုက်မယ်ပေါ့เนาะ engine နဲ့ဒီမှာเนาะ cycle engine အမျိုးအစားတွေပြီးဆိုရင်ဒီမှာเนาะ cylinder ဖွဲ့စည်းပုံပါမယ်လောင်စာစီစားစနစ်တွေပါတယ်အကုန်လုံးပါမယ်ပေါ့เนาะဒါကျွန်တော်ကိုယ်တိုင်ကလည်းဒီ cycle ကိုစီးနေတဲ့လူတစ်ယောက်ဖြစ်တဲ့အတွက်ပေါ့เนาะဒီကျွန်တော် cycle မှာတခုခုယွင်းနေလားဘာဖြစ်နေလဲဆိုရင်ကျွန်တော်ဒီ software ကနေပြီးဆိုကျွန်တော်ရှာပြီးဆိုရင်ကျွန်တော်လေ့လာတယ်ပေါ့เนาะပြီးဆိုရင်ဒီမှာเนาะ gear နဲ့ brake များပေါ့เนาะ gear နဲ့ brake များဆိုရင်လည်းဒီမှာအများကြီးရှိပါတယ်เนาะ gear စနစ်ဒါကတော့ဒီကျွန်တော်တို့ gear ဘိန်းတွေပေါ့เนาะ gear ဘိန်းအတွက်ပေါ့เนาะဒီမှာเนาะအများကြီးပါပဲเนาะရှိတယ် okay เนาะကျွန်တော်ကတော့ဒီတိတိကျကျအများကြီးတော့လိုက်မပြတော့ပါဘူးเนาะဒီမှာလျှက်စစ်မီးနဲ့ဆက်နိုးခြင်းပေါ့เนาะဒါကတော့ကျွန်တော်တို့ဒီစတတွေပါတွေအတွက်ပေါ့เนาะလျှက်စစ်စနစ်အတွက်ပေါ့เนาะဒီမှာကျွန်တော်တို့ဒီကောင်လေးဒီ software ထဲမှာဆိုကျွန်တော်တို့ဒီ wire ring တွေပါတွေပါအကုန်လုံးပါပြီးသားပဲเนาะဒီမြန်မာလိုကျွန်တော်တို့လေ့လာလို့ရတယ်ဒါပေမဲ့ဒီကျွန်တော်တို့ဒီ software လေးကိုကျွန်တော်တို့ Zoji ကုတ်နဲ့ဆိုရင်တော့အဆင်ပြေမှာမဟုတ်ဘူး Unicode နဲ့တော့ပဲ Unicode နဲ့လောက်ပဲအဆင်ပြေနိုင်တယ်เนาะဒီမှာเนาะဒါဆိုရင်ဒီမှာ wiring ဆော်တဲ့အပိုင်းတွေပါပါတယ်ဗျာเนาะမိတ်ဆွေတို့ကြည့်ကြည့်လိုက်เนาะဒီမှာဂဟေဆော်ခြင်းနဲ့အစိပ်ပန်ထုတ်လုပ်မှုပေါ့เนาะ
ဒီမှာဒီကောင်လေးပါတယ်ပေါ့နော်ဒီမှာကြည့်နော်ဒါစာလုံးတွေပါတွေကလည်းဒီလုံးဝအကုန်လုံးမှန်တယ်နော်စာတွေပါတွေကလည်းအကုန်လုံးမှန်တယ်ကျွန်တော်တို့တွေဒီမြန်မာတချို့တွေမြန်မာလိုဘာသာပြန်ထားပြီးမှပေါ့နော်ဒီစီလျော်မှုမရှိဘူးပေါ့နော်ဒီ software ရဲ့အတားချက်ကပါလဲဆိုတော့မြန်မာလိုသူဘာသာပြန်ထားပြီးမှပေါ့နော်ကျွန်တော်တို့တွေဖတ်ရှုလိုက်တဲ့အခါမှာဖတ်ကြည့်တဲ့အခါမှာဒီစီလျော်တယ်ပေါ့နော်လုံးဝအတိတ်ပဲတွေတလွဲတွေပါတွေအဲ့လိုမျိုးထွက်တာတော့မဟုတ်ဘူးပေါ့နော်တမနော်ဒါဆိုရင်အများကြီးပဲနော်စက်ပစ္စည်းနည်းပညာပေါ့နော်အများကြီးပါပဲနော်ဒီအသုံးချမှုတွေပါတယ်အများကြီးပဲပေါ့နော်ဒီမှာနော်ကျွန်တော်တို့တွေဒီတမပါနော်အများကြီးပဲနော်โอเคဒါကတော့ဒီကျွန်တော်တို့တွေဒီအများကြီးပဲရှိပါသေးတယ်เนาะကျွန်တော်တို့တွေတေးသေးချာအကုန်လုံးတော့ကျွန်တော်လိုက်မပြတော့ဘူးကိုယ့်ဖက်သားကို download ဆွဲပါပြီးဆိုရင်ကိုယ့်ဖက်သားကိုလေ့လာပါပေါ့เนาะဒီကျွန်တော်ရဲ့ဒီနေ့ဒီလိုမျိုး software တွေကျွန်တော်ကိုမြန်မာလိုဘာသာနဲ့လေ့လာနိုင်တဲ့ software တွေကိုကျွန်တော်တို့တွေသဘောကျတယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like and subscribe လေးလုပ်ထားပေးပါပြီးရင်ဘေးနားကခေါင်းလောင်းလေးကိုပါကျွန်တော်တို့တွေဒီအမှန်ချင်းနှိပ်ထားပေးပါเนาะအဲ့ဒါဆိုရင်ကျွန်တော်ဒီဗီဒီယိုတွေအသစ်တင်တိုင်းမိတ်ဆွေတို့စီမှာ notification တက်လာပြီဆိုရင်ဒီသူအချက်ပြပေးမှာဖြစ်ပါတယ်เนาะ okay ကျွန်တော်ရဲ့ဗီဒီယိုကိုအစနေဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်တယ်ကျွန်တော်ရဲ့ channel ကို like and subscribe တွေမလုပ်ရသေးရင်လည်း like and subscribe လေးနဲ့အားပေးသွားကြပါအောင်ခင်ဗျာ